မနေ့ကပေါ့နော်အိမ်ထဲမှာရှိတဲ့အကောင်လေးတွေနည်းနည်းဘာကြီးကြံလေးလဲဆိုတော့ဆရာပါနှစ်ကောင်ပြလိုက်တယ်ပေါ့နော်လုံးဝနော်အမှန်ကန်တိုးလို့ပြတာအခန်းကိုငါးတွေကအများကြီးဆိုတော့ဒီနေ့ကအပြင်ကငါးတွေတစ်ချက်ပြပေးမယ်ဒီမှာမလေး၃ကောင်ရှိရလေအဲ့လေတော့ကအထဲထဲကန်နဲ့ပြန်ထည့်ရတယ်အမှန်တော့လေ၃ကောင်ရှိတယ်အထဲမှာရောက်သွားလေ၃ကောင်ဆိုတော့ငါတော့တဲ့ lucky fish ဆိုတော့ lucky fish ကိုပြပါအောင်ဆိုတော့ lucky fish အဲ့ကောင် crossback ဒါပေမဲ့ပြေးထားမထားဘူးကွာပြေးထားတဲ့ view မဆိုင်ဖြစ်ဘူးဆိုတော့တိတ်မမိုက်ဘူးဖြစ်သွားတယ်မလှအောင်ဘဟက်လည်းပြန်လန်နေတယ်ပြန်ခွဲရမယ်နောက်ပြီးတော့အောက်မှာဟိုနေရှိတယ်ဒီအနီကောင်ဒီမဲ့အနီကောင်ကတိတ်နီးနေတယ်တခြားမပေးနိုင်တော့ဘူးဆိုတော့ဒီခြာလည်းမလုပ်ဖြစ်ဘူးဒီတိုင်းပဲဒါတော့မှဒီ channel မှာဆိုဒါနေဝင်တဲ့ direct နေကြတဲ့နေရာမှာထားဆိုတော့အဲ့အနီကောင်လည်းတော့ရမှာပေါ့နော်ဆိုတော့အဲ့ကောင်လည်းဘဟက်တွေပါ error ရှိတော့မပြတော့တိတ်တော့မစုံနောက်ပြီးတော့ကိုစိုးအဲ့တဲမှာဒီတဲမှာကိုစိုးကပြန်မရောင်းဖြစ်မဲ့ငါးတဲ့ကောင်တော့ရှိတယ်ဒါကတော့ကိုစိုးကိုယ်တိုင်လည်းပြဟို vlog တော့မရိုက်ဘူးဒါပေမဲ့ကိုစိုး vlog ရိုက်ထားတယ်ဒါပေမဲ့အဲ့ဒီမလုပ်ပါသေးတာပြင်းပြီးတော့ဒီမှာပေါ့ဒီကောင် SRM ပေါ့နော် SRM စပန်ဒီကောင်ကိုယ်တိုင်တော့တော်တော်ကောင်းတယ်ဘူးကြီးကနေတာကြီးမဟုတ်မီးထုံးပြမယ်မီးထုံးပြဒီမှာဒီကောင်လေးကတော့တော်တော်လေးမိုက်တယ်သူတို့သဘောကျတယ်သူအဲဆိုတော့သူကဘူးတယ်ဒီဒါမှကိုစိုးအိမ်မှာမရှိဘူးလေတေချာကြီးမဆိုင်ဖြစ် SIM လေးကတကယ်တမ်းပဲ SIM ဝဲလူလူသိတယ်တေချာကြီးမဆိုင်နိုင်ဘူးတအားကြဒီကောင်တေချာကြီးမဆိုင်နိုင်မယ်ဒီလောက်ဒီဘူးသွားနေတယ်ဒီလောက်ဒီ quality ရနေရဆိုတာဒါတော်တော်ကောင်းတယ်ဒါမီနီလေးရဆိုတာကိုစိုးဟိုမီနီရဆိုတော့တော်တော်ဆယ်ဒီကောင်မီးပိတ်တာတော့မီးပြန်ဖွင့်တာတော်တော်ကြာရင်ကောင်ပြန်မီလာလိမ့်မယ်တော်တော်လေးမိုက်တယ်ပေါ့ဒီကောင်လေးသဘောကျတယ်ဟုတ်လားဒီကောင်ကပြန်မရောညောင်းနေဈေးမကောင်းရင်မရောတော့ဒါပေမဲ့ SIM လို့ပါလို့ဆိုတော့ဝယ်နာဈေးကြီးပေးရတကယ်တမ်းပြန်ရောင်းတဲ့ခါကျရင်တော်တော်တော့ရောင်းရတယ်ဘာလို့ဆိုတော့ဟိုဒီမြန်မာနိုင်ငံမှာလည်းတိတ်ပြီးတော့ဟိုဈေးတိတ်များရင်မဝယ်တော့ဘူးအဲ့ပြဿနာလေးရှိရပေါ့နော်ဆိုတော့ဒါတော့အပြင်ကဟာလေးကိုပြတာပေါ့နော်ဟိုအထက်ကလိတ်3ကောင်ပြမယ်ခဏစောင့်ဒီထဲမှာငကိုထားတဲ့ကလေး3ကောင်ကအထက်ရောက်သွားပြီပြန်ပြမယ်ခဏလေးနော်ဒါခဏအပြင်မှာထားတဲ့လိတ်3ကောင်မနေ့ကမှကိုတို့ရောက်တော့ဒီကန်းဟိုကျဲတယ်ဒါတော့ကရဲရိုးဆန်တော်ရင်ထည့်ခဲ့တဲ့ကန်ပိုလဲကျဲတယ်ဒီဖြက်လဲပိုကျဲတော့ဒီထဲကပြဿနာဒီတွေကအကြီးကောင်ကတအားကြီးနေပြီဆိုတော့ဒီကန်ထဲမှာနည်းနည်းပို့ဒါမှမဟုတ်သူ့သေးသေးတယ်ဆိုတော့အဲ့3ကောင်လည်းတကယ်လို့လိုချင်တဲ့လူရှိရင်ကိုတို့ပြော3ကောင်လုံးပဲရောက်မှာဆိုတော့3ကောင်အရန်ခင်နေပြီဆိုတော့တကောင်လည်းခွဲမရအောင်ဆိုတော့လိုရင်တော့ပြောဈေးတော့မပုံဒါတော့ဘာကဒါဈေးတော့မပုံဒီကောင်လည်း